ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဖြိုး2D channel ရပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုအပိနေကြတဲ့မိဘပြည်သူညီကိုမှအားလုံးပဲမင်္ဂလာပါလို့ကျွန်တော်ဘက်ကရဥစွာပထမနှုတ်ခွန်းဆက်သလိုက်ပါတယ်ကဲကိုဖြိုးရဲ့ချင်းမိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျเนาะကျွန်တော်တို့မနက်ဖြန်ကျွန်တော်တို့30ရက်12လ2025အတွက်ဖြစ်ပါတယ်ကျွန်တော်တို့30ရက်12လ2025အင်္ဂါနေ့ကျွန်တော်တို့မနက်ပိုင်းတော့ပဲဖြစ်ပါတယ်ကျွန်တော်တို့မနက်ပိုင်းမှာဆိုကိုဖြိုးရဲ့ကိုဒီမိုင်းအားလုံးပဲလုံးပိုင်ထိတ်စီးအပိုင်နဲ့ main အော့ကွက်ကျွန်တော်တို့10ကွက်အပြီးပေါက်ပဲစော့အောင်မှာဖြစ်ပါတယ်ဗျကဲကိုဖြိုးချင်းမိတ်ဆွေများအားလုံးပဲကျွန်တော်တို့30ရက်12လ2025ကျွန်တော်တို့sorry ပါကျွန်တော်အင်္ဂါနေ့အတွက်ကျွန်တော်တို့ကဏ္ဍလေးတွေမပြောမိမှာကိုဖြိုးရဲ့ကိုဒီမိုင်းအားလုံးပဲကျွန်တော်ရဲ့2D ကိုဖြိုးဆိုရဲကျွန်တော်ရဲ့ channel လေးကကျွန်တော် channel အသစ်လေးဖြစ်တဲ့အတွက်ကြောင့်ကိုဒီမိုင်းအားလုံးပဲကျွန်တော်ရဲ့ channel လေးကို subscribe မနှိပ်ရသေး subscribe လေးနှိပ်ပေးကြပါကျွန်တော် 2D နဲ့ပတ်သက်ပြီးတော့တင်သမျှ video file လေးတွေကိုအမြဲတမ်းမြင်တွေ့ရအောင်ဘေးက notification ခေါင်းလုံးလေးကိုလည်းနှိပ်ထားဖို့မမေ့ကြပါနဲ့ဗျဒါမှသာလည်းကျွန်တော် 2D နဲ့ပတ်သက်ပြီးတော့နေ့တိုင်းတင်ပေးရမှာအမြဲတမ်းမြင်တွေ့ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးတာဒီကလူချင်းမင်းများကလည်းကိုတူဦးတယောက်တည်းမြင်တူဦးတယောက်တည်းပေါက်ဆိုတဲ့စိတ်ဆန္ဒလုံးဝမထားပါနဲ့တူဦးမြင်တူဦးပေါက်အများပေါက်အောင်ဝိုင်းဝန်းပြီးမျှဝေပေးကြပါလို့ကျွန်တော်ဘက်ကမြစ်တာရက်ခံပါတယ်ဗျကဲကိုပြောချင်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်တို့မနက်ဖြန်30ရက်12လ2025ကျွန်တော်အင်္ဂါနေ့မနက်ပိုင်းတော့ဖြစ်ပါတယ်ကျွန်တော်တို့အင်္ဂါနေ့မနက်ပိုင်းမှာဆိုရင်ကိုဖြိုးရဲ့ကိုရီမိုင်းအားလုံးပဲကျွန်တော်တို့လုံးမိုင်ထိတ်စီးအနေနဲ့ကကျွန်တော်တို့16ထိတ်စီးလုံးမိုင်ဖြစ်ပါတယ်ဗျဟုတ်ပြီကျွန်တော်တို့16ထိတ်စီးလုံးမိုင်ဒီကိုဖြိုးရဲ့ကိုရီမိုင်းအားလုံးပဲလက်ရှိနေထားမှာကိုဖြိုးရဲ့ကိုရီမိုင်းအားလုံးလည်းကျွန်တော်1နဲ့6နဲ့ဒီလာနိုင်ကြီးအားအကောင်းဆုံးပတ်တီးဒီကျွန်တော်1ပတ်တီးလာနိုင်ကြီးအများကြီးရှိပါတယ်ဗျဒါကြောင့်မလို့ကိုရီမိုင်းအားလုံးပဲကျွန်တော်တို့30ရက်12လ2025အင်္ဂါနေ့မနက်ပိုင်းတွေကျွန်တော်တို့16လုံးမိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့1နဲ့ပတ်သက်တဲ့ကဏ္ဍလေးတွေကိုတင်ဆော့စေခြင်းပါတယ်ဟုတ်ပြီကိုပြောကိုမိုင်းအားလုံးပဲကျွန်တော်တို့16လုံးမိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ main အော့ကွက်10ကွက်အပြီးပေါက်ထုတ်ပြီးထားပါတယ်ကျွန်တော်တို့16လုံးမိုင်နဲ့ပတ်သက်ပြီးကိုပြောကိုမိုင်းအားလုံးပဲ main အော့ကွက်10ကွက်စီကျွန်တော်တို့1နဲ့ပတ်သက်ရင်ကျွန်တော်တို့13 15 19 19ပါ1နဲ့ပတ်သက်ရင်ကိုပြောကိုမိုင်းအားလုံးပဲ13 15 19 19ပါကျွန်တော်တို့6နဲ့ပတ်သက်ရင်လည်းကိုပြောကိုမိုင်းအားလုံးပဲကျွန်တော်တို့6နဲ့ပတ်သက်ရင်ကျွန်တော်တို့60 6နှစ်64 65ပါsorry ပါကျွန်တော်60 6နှစ်64 68ပါကျွန်တော်တို့6နဲ့ပတ်သက်ရင် main အော့ကွက်4ကွက်ကျွန်တော်တို့1နဲ့ပတ်သက်ရင် main အော့ကွက်4ကွက် main အော့ကွက်10ကွက်အပြီးပေါက်ဖြစ်ပါတယ်ကျွန်တော်တို့မနက်ပိုင်းတချိန်စာပါပဲဗျဟုတ်ပြီကိုဖြိုးကိုရီမိုင်းအားလုံးပဲကျွန်တော်တို့မနက်ပိုင်းအတွက်ကိုဖြိုးကိုရီမိုင်းအားလုံးပဲကျွန်တော်အင်္ဂါနေ့မနက်ပိုင်းအတွက်ကျွန်တော်16လုံးမိုင်ထိစီးဖြစ်ပါတယ်ကျွန်တော်1နဲ့ပတ်သက်ရင်ကိုဖြိုးကိုရီမိုင်းအားလုံးပဲ13 15 19 ပါနော်13 15 19 ပါကျွန်တော်6နဲ့ပတ်သက်ရင်လည်းကိုဖြိုးကိုရီမိုင်းအားလုံးပဲ60 6နှစ်64 68ပါနော်60 6နှစ်64 68ပါကျွန်တော်1နဲ့ပတ်သက်ရင်ကိုဖြိုးကိုရီမိုင်းအားလုံးပဲတကွက်ကောင်းဒီကိုဖြိုးကိုရီမိုင်းအားလုံးပဲတင်ငါတကွက်ကောင်းပါ sorry ပါကျွန်တော်1နဲ့ပတ်သက်ရင်ကိုဖြိုးကိုမိုင်းအားလုံးပဲကျွန်တော်10တကွက်ကောင်းပါ6နဲ့ပတ်သက်ရင်ကိုဖြိုးကိုမိုင်းအားလုံးပဲ60တကွက်ကောင်းပါဗျเนาะကျွန်တော်1နဲ့ပတ်သက်ရင်ကိုဖြိုးကိုမိုင်းအားလုံးပဲ10တကွက်ကောင်း6နဲ့ပတ်သက်ရင်ကိုဖြိုးကိုမိုင်းအားလုံးပဲ60တကွက်ကောင်းဖြစ်ပါတယ်ကဲကိုဖြိုးချင်းမိတ်ဆွေများအားလုံးပဲเนาะကျွန်တော်ရဲ့ကိုဖြိုး 2D channel လေးကိုကိုမိုင်းအားလုံးပဲ subscribe မနှိပ်ရသေးရဲ့ကိုမိုင်းအားလုံးက subscribe လေးနေပေးကြပါကျွန်တော်တို့မနက်ဖြန်30ရက်12လ2025အင်္ဂါနေ့အတွက်ကဏ္ဍနဲ့ပတ်သက်ပြီးကျွန်တော်နောက်ဆုံးတစ်ခေါက်ပြန်ပြောပေးပါမယ်ကျွန်တော်ကိုမိုင်းအားလုံးပဲကျွန်တော်တို့အင်္ဂါနေ့မနက်ပိုင်းအတွက်ပဲကိုမိုင်းအားလုံးပဲ16လုံးမိုင်ထိပ်စီးဖြစ်ပါတယ်ကျွန်တော်1နဲ့ပတ်သက်ရင်ကိုဖြိုးကိုမိုင်းအားလုံးပဲ13 15 19 19ပါနော်6နဲ့ပတ်သက်ရင်လည်းကိုဖြိုးကိုမိုင်းအားလုံးပဲ60 6နှစ်64 68ပါ6နဲ့ပတ်သက်ရင်ကိုဖြိုးကိုမိုင်းအားလုံးပဲတကွက်ကောင်းဒီ60တကွက်ကောင်းပါ1နဲ့ပတ်သက်ရင်10တကွက်ကောင်းဖြစ်ပါတယ်ဗျကိုမိုင်းအားလုံးပဲပိုက်မှာကိုမိုင်းအားလုံးပဲမနက်ဖြန်မှပြန်လဲဆုံးကြမယ်ဗျာနော်